အားလုံးပဲပါမရာပါမင်္ဂလာပါလို့ဥစွာနှုတ်ဆက်ချင်ပါတယ်ဒီကနေ့မှာကျွန်တော်တို့မျိုးသားစာပေနဲ့ရိုးရာယဉ်ကျေးမှုအသင်းရဲ့ official website စာမျက်နှာနဲ့ပတ်သက်ပြီးတော့ဘယ်လိုဝင်ရမယ်ဘယ်လိုဝင်ကြည့်ရမယ်ဆိုတဲ့ဟာကိုမျှဝေပြောပြသွားချင်ပါတယ်ဒီအခုလက်ရှိမြင်နေရတဲ့ဟာကတော့ကျွန်တော်တို့မျိုးသားစာပေနဲ့ရိုးရာယဉ်ကျေးမှုအသင်းရဲ့ official website စာမျက်နှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ home page လို့ခေါ်ပါတယ်ဆိုတော့ဘယ်လိုသွားကြည့်ရမှာလဲဆိုလို့ပထမဦးဆုံးအနေနဲ့ laptop မှာဆိုလို့ရှိရင်ကျွန်တော်တိုက်ခုံလိုက်ပါမယ်အမှဆိုလို့ရှိရင်ကျွန်တော်mronlca.org ဆိုပြီးတော့ကျွန်တော်တို့တွေပါမယ်ကျွန်တော်ကတော့ဒီတိုင်းချလိုက်တယ်ပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုတွေ့လာပါမယ်တွေ့ပြီဆိုလို့ရှိရင် home page ကတော့ဒီစာမျက်နှာ page ကိုခေါ်တာဖြစ်ပါတယ် publications မှာကျွန်တော် reports ရဲ့ statements ရဲ့ biographies ရဲ့ research papers ရဲ့ကျွန်တော်ရှိတယ်ပေါ့နော်တစ်ခုချင်းစီတိုင်းမှာသူ့မှာရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တစ်ခုချင်းစီသွားကြည့်လိုက်ရအောင် reports မှာပါရှိလေဆိုလို့ကျွန်တော်တို့ရဲ့ reports ကလောလောဆယ်ဘာမှမရေးထားတဲ့အတွက်တောင်းပါမရှိပါဘူးဒါကြောင့်ကျွန်တော် statements ကိုသွားမယ် statements ကကျွန်တော်ထုတ်ပြန်ထားတဲ့ဟာလေးတွေเนาะဒါတွေကိုသွားမြင်တွေ့ရမှာဖြစ်ပါတယ် statement ပြီးရင်ကျွန်တော် biographies ပေါ့နော် biography ကရုပ်ခမီစာပေကိုဖော်ထုတ်ပေးခဲ့တဲ့ဆရာကြီးဦးကျော်သားအောင်ရဲ့အထုတ်ပတ်တဲ့အချင်းကိုကျွန်တော်လောလောဆယ်ရေးတင်ပေးထားပါတယ်ဒီထဲမှာတော့ဒါကတော့ဆရာကြီးကန်နိတ်ဒေါက်တာကန်နိတ်ပေါ့နော်အမေရိကန်နိုင်ငံသားဖြစ်ပါတယ်ရုပ်ခမီစာပေကိုကူညီပတ်မှုပေးတဲ့ဆရာကြီးဦးဆိုလည်းဟုတ်ပါတယ်အဲ့တော့ဆိုတော့ဒါပြီးရင် news and ဒါပြီးရင်ကျွန်တော် research paper ပေါ့နော် research paper မှာကျွန်တော်တို့ဝင်ဖက်ကြည့်လို့ရပါတယ်ဒီ research paper ကို ACRDs ကနေပြီးတော့ကူညီပတ်မှုပေးထားတာဖြစ်ပါတယ်ဒါကိုနှိပ်ပြီးတော့ဒီလိုမျိုးဝင်ဖက်ကြည့်လို့ရတယ် download ဆွဲထားပြီးတော့ကိုယ့်ရဲ့ဖုန်းထဲမှာ laptop ထဲမှာတင်ထားလို့လည်းရပါတယ်ခဏခဏလေးဖတ်ကြည့်ဖို့လည်းအကြံပြုလိုပါတယ်ဒီ research paper တွေနှိပ်ပြီးပြီဆိုလို့ရှိရင်news and article ကကျွန်တော်တို့ဒီ Facebook page မှာတင်ထားတဲ့ဟာလေးတွေပေါ့နော်ဒီဘက်မှာဆရာကြီးပူကျော်တာအောင်ရဲ့အကြောင်းတွေဒီဘက်မှာကဒီဆရာတော်ကျော်မြတ်ပေါ့နော်ဒီမြန်မာနိုင်ငံသမာကျမ်းစာအသင်းကနေပြီးတော့ဒီ Christian ဘာသာသမာကျမ်းစာစာအုပ်ကိုသူတို့ရဲ့မိခင်ဘာသာအသီးသီးကိုပေါ့မိခင်ဘာသာစကားအသီးသီးကိုဘာသာပြန်ပေးတဲ့သူတဦးချင်းတယောက်ချင်းစီကိုဒီကွန်ပျူတာချင်းပေးတဲ့အခမ်းအနားဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တို့မျိုးသားတွေကိုစားပြီးပေါ့နော်ဘာသာပြန်ပေးတဲ့ဆရာတော်သူကျော်များလေတော့တက်ရောက်ပါဝင်ရှိကွန်ပျူတာပွဲမှာပါဝင်ခဲ့တယ်ပေါ့နော်ဒီကွန်ပျူတာတွေလက်ခံရယူဖြစ်ပါတယ်ဒါလေးတွေကိုလည်းဝင်ဖက်ကြည့်လို့ရပါတယ်ပြီးလို့ရှိရင် events မှာကကျွန်တော်2023ခုနှစ်5လပိုင်း6ရက်ဒီရခိုင်ပြည်နယ်ကြောက်တော်မှာလုပ်ခဲ့တဲ့ဒီကြောက်တော်မြို့နယ်9ခိုင်မှာပေါ့နော်လုပ်ခဲ့တဲ့ဝေးလေးပေါ့နော်စာပင်ညီလာခံလေးရဲ့မတ်တက်ပုံလေးဖြစ်ပါတယ်လောလောဆယ်ဒီတိုင်းပဲဖြစ်ပေးထားတယ်ပေါ့နော်နောက်မှတစ်ဖြစ်ဖြစ်ကျွန်တော်တို့တွေtip ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒါအပြင်ကျွန်တော် about us မှာကျွန်တော်တို့ MSCA ကဘယ်လိုဖြစ်ပေါ်လာလဲ MSCA ကဘာတွေလဲဆိုတာကိုဒီမှာကျွန်တော်တို့တွေပုံလေးတွေစာလေးတွေကျွန်တော်တို့ရေးပေးထားပါတယ်ဒါလေးတွေဝင်ဖတ်ကြည့်ပါcommittee တွေကဘယ်လိုလဲကျွန်တော်တို့ရဲ့ constitution လို့ခေါ်တဲ့ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်းအရတော့ဒီ committee member 20ယောက်ရှိရပါမယ်တိုးတော်ညာလည်းပဲလက်ရှိမှာကျွန်တော်တို့ဒီ9ယောက်နဲ့ဥဆောင်သွားနေပါတယ်သူတို့ရဲ့ပေါ့နော်လက်ဖက်ဒီ committee ဥဆောင်9ဦးနဲ့ကျွန်တော်သွားနေတယ်ဒါပြီးပြီဆိုလို့ရှိရင် members ကဘာကိုခေါ်ရလဲဘာတွေလဲ member ဆိုတဲ့ဟာမျိုးကဒီအသင်းကိုပြည်သူလူထုတာမကဒီလူငယ်အသင်းအဖွဲ့ပေါ့နော်ပြည်တွင်းပြည်ပမှာရှိတဲ့အသင်းအဖွဲ့တွေကြောထောက်နောက်ခံမှုကိုယူထားတဲ့အနေနဲ့ပေါ့နော်သူတို့ရဲ့ logo လေးကိုကျွန်တော်ဒီမှာထည့်ပေးထားတာဖြစ်ပါတယ်ဒါသူတို့အသင်းအဖွဲ့ logo တွေပါဒါအပြင်ကျွန်တော် gallery တွေကကြတော့ကျွန်တော်တို့လူမျိုးတွေရဲ့ရိုးရာဝက်စားဆင်မှုနဲ့ဝက်ပုံဆင်မှုတွေကိုသိရှိအောင်လို့ကျွန်တော်ဒီမှာပေါ့နော်ရေးတင်ပေးထားတာဖြစ်ပါတယ်လက်ရှိမှာတော့ကျွန်တော်တို့လက်ထဲမှာရှိတဲ့ပုံလေးတွေကိုတင်ထားတာဖြစ်ပါတယ်ဒီပုံတွေကိုဒီ MSA ကနေပြီးတော့မြို့တက္ကသိုလ်ကျောင်းမှုဆောင်များအသင်း MSA ကနေပြီးတော့အဓိကပံ့ပိုးကူညီထားတာဖြစ်ပါတယ်ဆိုတော့ဒီပုံလေးတွေကိုရခိုင်ပြည်မြောက်ဦးမှာရိုက်ထားတယ်လို့လည်းသိရပါတယ်ရိုက်ထားတာဖြစ်ပါတယ် home page ကိုသွားမယ်ဆိုတော့ကျွန်တော်တို့မျိုးသားစာပေနဲ့ရွေးရင်ကျင်းမှုအသင်းရဲ့ပြင်ဝင် website စာမျက်နှာဖြစ်ပါတယ်မကြဝင်ရောက်ကြည့်ရှုပေးပြီးတော့ကျွန်တော်တို့ကိုအကြံဉာဏ်တွေအကြံကောင်းတွေပေးချင်တာပဲဖြစ်ဖြစ်တခုခုပေါ့နော်အဆိုပြုချင်တာပဲဖြစ်ဖြစ်ရှိခဲ့လို့ရှိရင် comment မှာရေးပေးချင်ပြန်တော့ကျွန်တော်တို့ရဲ့
ဒီ Facebook page Messenger မှာတော့ကောင်းလာရောက်ပြီးတော့အကြံဉာဏ်ကောင်းတဲ့အကြံပြုပေးလို့ရပါတယ်အကြံဉာဏ်ကောင်းတဲ့အကြံပြုပေးတဲ့သူချင်းတောက်ချင်းစီကိုလည်းကျွန်တော်တို့ဒီမျိုးသားစာပေနဲ့ရိုးရာကျင့်မှုအသင်းကနေပြီးတော့လိုက်လေးနဲ့ကျေးဇူးတင်ရှိနေမှာဖြစ်ပါတယ်ဒီကနေ့အတွက်ဒီလောက်ပါပဲကျေးဇူးပေးတဲ့သူချင်းတောက်ချင်းစီကိုကျေးဇူးအများကြီးတင်ရှိပါတယ်ကောင်းသောနေ့လည်းဖြစ်ပါစေ